ကဲဒီညီမလေးရဲ့ comment ကိုဖြေပေးမယ်လစာကိုတစ်လစာမထောက်ပဲနဲ့နှစ်လပြည့်မှာထောက်လို့ရလာပေါ့နော်သူပြောချင်တာကတော့ Facebook ကရရတဲ့ပတ်စံပေါ့နော်ဒီတစ်လတည်းကိုမထောက်ပဲနဲ့နှစ်လစာပြည့်မှာသူကပေါင်းထောက်မယ်လို့သူပြောတာပေါ့နော်အဲကြောင့်မို့ဒီ Facebook ကပတ်စံကြတော့ကိုအောင်တို့ထောက်ချင်တဲ့ချိန်လဲထောက်လို့မရတယ်လို့သူမထောက်ပေးရင်လဲကိုအောင်တို့ကမရအောင်နော်ဘာကြောင့်လဲဆိုတော့ Facebook မှာကိုအောင်တို့အလဲမှာ pin out ဆိုတာချိန်ပေးရတယ်နော် pin out ဆိုတာချိန်ပေးရတယ် pin out မှာကိုရဲ့အချက်လက်တွေကိုရဲ့ပန်းရောင်ကတ်နမတ်တွေကိုရဲ့ဘန်တွေအဲ့ဒါတွေထည့်ပေးရတော့နော်သူကဆိုရင်တော့ကိုအောင်တို့အဲ့ဒီမှာရွေးစရာနှစ်ခုရှိတယ်နော်နှစ်ခုရှိတယ်တကယ်လို့ကိုအောင်တို့ပတ်စံလေးနဲ့လေးနဲ့မရချင်ဘူးဆိုရင်ကိုအောင်တို့ wire transfer ကိုရွေးပေးပါကိုအောင်တို့က$25 $30ကိုအောင်တို့ထောက်ချင်တယ်ဆိုရင်တော့ကိုအောင်တို့ဘန်ချိုက်တော့ကဘန် transfer ကိုရွေးပေးပါတကယ်လို့ကိုအောင်တို့ဒေါ်လာအများကြီးရမှ100ကျော်200ကျော်မှကိုအောင်တို့ထောက်ချင်တယ်ဆိုရင်တော့ကိုအောင်တို့က wire transfer ကိုရွေးပေးဒါဆိုရင်တော့ကိုအောင်တို့ပတ်စံကများမှသူထောက်ပေးတယ်ပေါ့နော်များတာဆိုတာက100ကျော်လို့ရှိရင်လတိုင်းသူထောက်ပေးပါတယ်ဒါကြောင့်မို့အခုဒီညီမလေးကသူမသိလို့မေးထားတာဖြစ်တဲ့အတွက်ကြောင့် Facebook မှာလတိုင်းကိုအောင်တို့ပတ်စံတကယ်လို့အရေးအတွက်ပြည့်တယ်ဆိုရင်သူထောက်ပေးပါတယ်လုံးဝသူမချန်တာပါဘူးတကယ်လို့သူမထောက်ပေးဘူးဆိုရင်ကိုရဲ့ pin out ကပြဿနာရှိလို့သူမထောက်ပေးတာပဲရှိပါတယ်တကယ်လို့ကိုရဲ့ pin out ကအချက်လက်တွေမှန်တယ်အကောင်လုံးအဆင်ပြေတယ်ဆိုရင်တော့လတိုင်းသူထောက်ပေးပါတယ်ဒါကြောင့်မို့နေ့စားလောက်တောင်ဆက်ရုံလောက်တောင်မှဒီလမှာပတ်စံမထောက်ချင်လို့မရဘူးเนาะတထေးကဆိုရင်သူလတိုင်းထောက်ပေးပါတယ်ဘာကြောင့်လဲဆိုတော့ကိုအောင်တို့ကိုသူစည်ရင်းတွေထားတာဖို့အရန်လျှောက်သွားမှာစိုးလို့ပေါ့เนาะဒါကြောင့်မို့ကိုအောင်ပြောချင်တာက Facebook မှာမထောက်ချင်လို့မရဘူးပေါ့เนาะကိုအောင်တို့ထောက်ရမယ်ဘာလို့လဲဆိုတော့သူက auto ပတ်စံဝင်တာဖြစ်တဲ့အတွက်ကြောင့်တချို့ကဆိုရင်ပတ်စံထောက်ချင်တယ်ဒါပေမဲ့ထောက်လို့မရတဲ့အကောင့်တွေအများကြီးရှိပေါ့เนาะဒီညီမလေးကဆိုရင်2လပေါင်းပြီးတော့ထောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်ကိုအောင်ကဒီမေကွန်လေးကိုသဘောကျတာဖြစ်တဲ့အတွက်ကြောင့်ဖြေပေးလိုက်ပြီเนาะဒါကြောင့်မို့ညီမလေးဒေါ်လာကိုဒီတစ်လတစ်ခါမထောက်ချင်ဘူးဆိုရင်ညီမလေးရဲ့အကောင့်မှာအချက်လက်တွေမမှန်ဘူးဆိုတော့ထောက်လို့မရဘူးတကယ်လို့အချက်လက်တွေမှန်တယ်ဆိုရင်တော့လတိုင်းရတဲ့ဒေါ်လာအားလုံးသူထောက်ပေးတာဖြစ်တဲ့အတွက်ကြောင့်စိတ်မပူပါနဲ့ရတဲ့လောက်ပဲကိုအောင်တို့ယူပါလို့ပဲအကြံပေးချင်ပါတယ်ကဲညီမလေးလိုမျိုးပဲမသိသေးတဲ့ creator အသစ်တွေအတွက်ပေါ့နော်ဖြေပေးလိုက်ပြီနောက်ထပ်သိချင်တဲ့မေးခွန်းလေးတွေရှိတယ်ဆိုရင် comment အောက်မှာရေးပါ Facebook နဲ့ပတ်သက်ပြီးတော့အခြေခံလေ့လာချင်တယ်ဆိုရင်သင်တန်းဖွင့်ထားပေးတယ်သင်တန်းမှာလေ့လာလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာထပ်ဆုံကြ